2003 ခုနှစ်အောက်တိုဘာလ Harvard တက္ကသိုလ်ရုပ်ရှင်သမိုင်းမှာစကားပြောအများဆုံးခန်းနဲ့ဇလန်းစထားပါတယ်။ညံကောင်းပေမဲ့လူမှုဆက်ဆံရေးညံ့တဲ့ Mark Zuckerberg ဟာသူ့ရဲ့ရည်စား Erica ရဲ့အဆက်ဖြတ်ခြင်းကိုခံလိုက်ရပါတယ်။အကြောင်းရင်းကတော့ Mark ဟာအထက်တန်းလာကလပ်တွေကိုပဲစိတ်ဝင်စားနေတတ်တဲ့ Erica ပေါ်မှာရိုင်းဆိုင်မိသွားလို့ပါ။ဒေါသထွက်နေတဲ့ Mark ဟာသူ့အဆောင်ကိုပြန်ရက်တော့ပြီး blog မှာ Erica ကိုဆဲဆိုရေးသားပါတယ်။အဲ့ဒီနောက်မှာသူကအကြံတစ်ခုရပြီး Harvard ကကျောင်းသူလေးတွေရဲ့ဓာတ်ပုံတွေကို hacker လုပ်ယူပြီး Facebook ဆိုတဲ့ website ကိုတည်ထောင်လိုက်ပါတယ်။အဲ့ဒီ site မှာကျောင်းသူ2ယောက်ထဲကဘသူပိုလှလဲဆိုတာကိုမဲပေးရတာပါ။အဲ့ဒီညမှာပဲ Harvard ရဲ့ကွန်ရက်တစ်ခုလုံးထောင်းသွားပြီး Mark ဟာတညာရင်းချင်းနာမည်ကြီးသွားသလိုကျောင်းရဲ့အရေးယူမှုကိုလည်းခံခဲ့ရပါတယ်။ဒီအချိန်မှာ Harvard ရဲ့နာမည်ကြီးအားကစားသမားညီကိုတွေဖြစ်တဲ့တိုင်လာနဲ့ Cameron Winklevoss တို့ရောက်လာပါတယ်။သူတို့မှာ Harvard Connection ဆိုတဲ့ Harvard ကျောင်းသားတွေအတွက်တီးသန့်လူမှုကွန်ရက်တစ်ခုလုပ်ဖို့အကြံရှိပါတယ်။ Mark ရဲ့အရေးချင်းကိုသိသွားတဲ့အတွက်သူတို့က Mark ကိုကူညီဖို့ကန့်လန့်ပါတယ်။ Mark ကကူညီမယ်လို့ပြောခဲ့ပေမဲ့သူ့ခေါင်းထဲမှာတခြားကြံရှိနေပါတယ်။သူဟာသူ့ရဲ့အရင်ဆုံးတငယ်ချင်း Eduardo Saverin ကိုငွေထုတ်ခိုင်းပြီး The Facebook ဆိုတာကိုစတင်တည်ထောင်ပါတယ်။ Winklevoss ညီကိုရဲ့ email တွေကိုလာပေါင်းများစွာလျှစ်ယူရှုထားပြီးသူနဲ့ Eduardo ဟာကိုပိုင် empire တစ်ခုကိုတိတ်တဆိတ်တည်ဆောက်နေခဲ့ကြတာပါ2004 ခုနှစ် ဖေဖော်ဝါရီလ 4 ရက် Mark က enter ခောက်လိုက်တဲ့အချိန်မှာ thefacebook.com စတင်အသက်ဝင်လာပါတယ်အဲ့ဒီ site ဟာ Tommy လို့ပြန့်နှံ့သွားပြီး Harvard တင်မကပဲတခြားတက္ကသိုလ်တွေအထိရောက်သွားပါတယ်ဒါကိုသိသွားတဲ့ Winklevoss ညီကိုတွေဒေါသထွက်ပြီးMark ဟာသူတို့ရဲ့အကြံဉာဏ်ကိုခိုးယူသွားတယ်ဆိုတာတိုင်ကြားကြပါတယ်။ဒီဇလန်မှာကျွန်တော်တို့ဟာလက်ရှိဖြစ်နေတဲ့တရားရုံးစစ်ဆေးမှုတွေနဲ့အတူအတိတ်ကဇလန်တွေကိုတလဲစီမြင်ရမှာပါ။တရားခွင်မှာ Mark ကရှင်းနေတွေကိုဂရုမစိုက်ပဲခင်ဗျားတို့ကကျွန်တော်ရဲ့အာရုံစိုက်မှုကိုအနည်းဆုံးပဲရထားတာပါလို့ခက်မိုက်မိုက်ပြန်ပြောခဲ့ပါတယ်။ Napster ကိုတည်ထောင်ခဲ့တဲ့ Sean Parker ဝင်လာတဲ့အချိန်မှာဇလန်ကပိုစိတ်လှုပ်ရှားဖို့ကောင်းလာပါတယ်။ Sean Parker ဟာနည်းပညာလောကရဲ့သဘုံတစ်ယောက်လိုပါပဲ။သူက Mark ကိုအကြံတစ်ခုပေးတယ်။ဒီဆိုတာကိုဖြုတ်လိုက် Facebook ဆိုရင်ပိုတန့်သွားမယ်လို့ဆိုခဲ့ပါတယ်။ Mark ဟာကုမ္ပဏီကိုကယ်လီဖိုးနီးယားကိုပြောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ Eduardo ကတော့ကြော်ညာရှင်ရှာဖို့နယူးယောက်မှာကြံခဲ့ရပါတယ်။ Mark ဟာ Sean Parker နဲ့အတူပျော်ပါပြီးလုပ်ငန်းချက်တွေနေချိန်မှာ Eduardo ဟာဘေးရောက်သွားပါတယ်။ Sean Parker က Mark ရဲ့နားထဲမှာ Eduardo ကအသုံးချဘူးဆိုပြီးသွေးထိုးပေးနေခဲ့ပါတယ်။ဒီဇက်ဝင်ကန်ဟာရုပ်ရှင်တစ်ခုလုံးရဲ့စိတ်မကောင်းစရာအကောင်းဆုံးဇက်ဝင်ကန်ဖြစ်ပါတယ်။ Facebook ဟာအောင်မြင်လာပြီးအဖွဲ့ဝင်တစ်သန်းပြည့်သွားပါတယ်။ Eduardo ဟာအောင်ပွဲခံဖို့ရောက်လာတဲ့အခါမှာသူ့ရဲ့ကုမ္ပဏီရှယ်ယာ34%ကနေ 0.03% အထိ short ချခံလိုက်ရတာကိုသိလိုက်ရပါတယ်။ဒါဟာ Mark နဲ့ Sean Parker တို့လောက်ကြံလိုက်တဲ့အကွက်ပါ။ Eduardo ကမင်းမတကယ်ချင်းဆိုလို့ငါတရားပဲရှိတာကွာလို့အော်ဟစ်ပြီး Mark ရဲ့လက်တော့ကိုရိုက်ခွဲပစ်ခဲ့ပါတယ်။ Mark ဟာတကယ်ချင်းထက်အလုပ်ကိုရွေးချယ်ခဲ့တာပါဒါပေမဲ့ Sean Parker လည်းသိမကြပါဘူးပါတီတစ်ခုမှာမူရစ်စေဝါမှုနဲ့ဖမ်းခံရပြီးနောက် Mark ဟာသူ့ကိုလည်းအလုပ်ထုတ်ပစ်ခဲ့ပါတယ်လက်ရှိအချိန်ကိုပြန်ရောက်လာတဲ့အခါမှာ Mark ဟာတရားစွဲဆိုမှုနှစ်ခုလုံးအတွက်ဒေါ်လာသန်းပေါင်းများစွာပေးလျော်ပြီးကြေအေးလိုက်ရပါတယ်သူ့အတွက်ပတ်စံကအရေးမကြီးပေမဲ့တကယ်ချင်းကောင်းတွေကိုတော့ဆုံးရှုံးလိုက်ရပါတယ်ရုပ်ရှင်ရဲ့အဆုံးမှာရှစ်နေမာလေးက Mark ကိုပြောခဲ့တယ်Mark မင်းကလူယုံမှာတရားမဟုတ်ပါဘူးဒါပေမဲ့မင်းကလူယုံမှာဖြစ်အောင်အရန်စူးစမ်းနေတာပဲလို့ဆိုခဲ့ပါတယ်ကမ္ဘာအငယ်ဆုံးဘီလီယံနာကြီး Mark Zuckerberg ဟာတယောက်တည်းထိုင်နေရင် Facebook ပေါ်မှာသူ့ရည်စားဟောင်း Erica ကိုရှာပြီး friend request ပို့လိုက်ပါတယ်အဲ့ဒီနောက်မှာတော့သူဟာကွန်ပျူတာရှေ့မှာ refresh ခလုတ်လေးကိုနှိပ်ရင်းတယောက်တည်းကြံ့ရစ်ခဲ့ပါတော့တယ်သူဟာတကမ္ဘာလုံးကိုချိတ်ဆက်ပေးခဲ့ပေမဲ့သူကိုယ်တိုင်ကတော့ကမ္ဘာပေါ်မှာအထီးကျန်ဆုံးလူတစ်ယောက်ဖြစ်နေခဲ့ပါတယ်။